ဇလန်အစကတော့ပြင်သစ်နိုင်ငံကရာဇဝတ်ကောင်အပေါင်းကိုစုဆောင်းချုပ်နှောင်ထားတဲ့အကျဉ်းထောင်ကြီးတစ်ခုထဲမှာပါထောင်ဝါရာတွေဟာအင်မတန်ရက်စက်ကြပြီးအကျဉ်းသားတွေကိုညှာတာမှုကင်းမဲ့စွာနဲ့ပင်ပန်းဆင်းရဲလာတဲ့လှုပ်အားပေးခိုင်းစေမှုတွေပြုလုပ်ကြပါတယ်ထိုအကျဉ်းသားတွေထဲမှာနှစ်ရှည်လများထောင်ဒဏ်ကျခံနေရတဲ့ဂျိမ်းစ်အလဲအပါအဝင်ပေါ့တခြားအကျဉ်းသားတွေလိုကြီးလေးတဲ့ပြစ်မှုမျိုးကျူးလွန်ခဲ့တာမဟုတ်ပဲဂျိမ်းခများဝမ်းရေးအတွက်အစားအသောက်ခိုးယူမိယုံလေးနဲ့ထောင်ကျခဲ့ရတာပါအကျဉ်းသားတွေဟာနေ့စဉ်နဲ့အမျှလေးလံတဲ့အထုပ်ပိုးတွေကိုတည်ပိုးကြရပြီးငင်းဆန်တဲ့သူမှန်သမျှပြင်းပြင်းထန်ထန်အပြစ်ပေးခံရယုံတင်မကအသက်ပါဆုံးရှုံးကြရပါတယ်အထူးသဖြင့်ထောင်ဝါဒတစ်ယောက်ကဂျိမ်းစ်အပေါ်ရန်ညှိုးထားပြီးလွယ်လွယ်နဲ့လွတ်မပေးချင်ပါဘူးနှစ်ပေါင်းများစွာဂျိမ်းစ်ကိုမျက်ခြေမပြတ်စောင့်ကြည့်ရင်းဘဝကိုငရဲကဲသို့ဖြစ်အောင်နှိပ်စက်ခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဂျိမ်းစ်ရဲ့ပြစ်ဒဏ်ကာလကုန်ဆုံးသွားခဲ့ပြီးခံဝင်ချက်နဲ့လွတ်မြောက်ခွင့်ရခဲ့ပါတယ်ဂျိမ်းစ်ကထောင်ကလွတ်ပြီဆိုတော့အတိုင်းမသိဝမ်းသာပြီးလွတ်လပ်ပြီလို့ထင်မှတ်ခဲ့ပေမဲ့ထောင်ဝါရာကတော့ဒါဟာစီကံချက်တွေနဲ့လွတ်လာတာဖြစ်ကြောင်းသတိပေးခဲ့ပါတယ်။သူဟာနေထိုင်လှုပ်ရှားမှုတွေကိုပုံမှန်လာရောက်သတင်းပို့ရမှာဖြစ်ပြီးဥပဒေထက်ချိုးဖောက်ရင်ထောင်ထဲပြန်ဝင်ရမှာပါ။အဲ့ဒီအချိန်မှာဂျိမ်းစ်ကထောင်ကြီးထဲကလွတ်မြောက်ဖို့ကလွယ်ရင်ဘာကိုမှဂရုမစိုက်နိုင်တော့ပါဘူး။သူပိုင်တဲ့အဝတ်အစားနှဲငယ်ကိုထုတ်ပိုးပြီးဘဝသစ္စာဖို့မြို့ပြစီဦးတီထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့အလုရှာဖို့ကဘလို့မှမလွယ်ကူခဲ့ပါဘူး။သူသွားလေရာအလုရှင်တွေကသူ့ရဲ့ခံဝန်ဆက်ကူကိုမြင်တာနဲ့ရာဇဝတ်ကောင်အဖြစ်တစိတ်ကပ်ပြီးဘသူမှအလုမခံကျင်ကြပါဘူး။အလုမရှိတော့ငွေမရှိတော့စားစရာနဲ့တဲခိုစရာရှာဖို့ခက်ခဲလာပါတယ်။နေ့ရက်တွေကုန်လွန်လာတာနဲ့အမျှဂျိမ်းစ်ဟာစိတ်ပြတ်အားငယ်လာပြီးအတိတ်ကအမှားတစ်ခုကြောင့်သူ့ဘဝတစ်ခုလုံးပျက်စီးသွားပြီလို့ယုံကြည်လာမိပါတယ်။မျော်လင့်ချက်တွေကုံဆုံးလူနီးပါးအချိန်မှာတော့ကျင်နာတတ်တဲ့သာသနာပိုင်ဘုန်းတော်ကြီးတစ်ပါးနဲ့တွေ့ဆုံခဲ့ပါတယ်။ဘုန်းတော်ကြီးကသူ့ကိုအိမ်ထဲခေါ်ယူစီးကြိုပြီးငွေထဲပကံပြလှလေးတွေနဲ့စံပြုတ်ကျွေးမွေးကလူသားတစ်ယောက်လိုတန်ဖိုးထားဆက်ဆံခဲ့ပါတယ်။ဂျိမ်းစ်တစ်ယောက်ကျေးဇူးတင်မိပေမဲ့လည်းဆင်းရဲမွဲတေမှုရဲ့တွန်းအားကြောင့်ညတကောင်လူချေတိတ်ချိန်မှာငွေထဲပကံတွေကိုခိုးယူပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပြန်ပါတယ်။ကံမကောင်းစွာနဲ့ပဲဘုန်းတော်ကြီးရဲ့တပည့်တွေကသူ့ကိုချက်ချင်းပဲဖမ်းမိသွားပြီးအိမ်ကိုပြန်ခေါ်လာခဲ့ကြပါတယ်။ဂျိမ်းကတော့အာနာပိုင်တွေလက်ထဲအနံခံရပြီးထောင်ထဲပြန်သွားရတော့မယ်လို့တွေးထားပေမဲ့ဘုန်းတော်ကြီးကတော့ဒီငွေတွေကိုငါကိုယ်တိုင်ဂျိမ်းကိုလက်ဆောင်ပေးလိုက်တာပါလို့ပြောပြီးလူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်။အဲ့ဒီအခါကျမှဘုန်းတော်ကြီးကသူ့ကိုကဲတင်ခြင်းနေမှန်းဂျိမ်းသဘောပေါက်သွားပါတော့တယ်။ဘုန်းတော်ကြီးကဂျိမ်းစ်ရဲ့ရင်ထဲမှာလူကောင်းတစ်ယောက်ရှိနေသေးကြောင်းနဲ့အတိတ်ကအမှားတွေကအနာဂတ်ကိုမတတ်မှတ်နိုင်ကြောင်းမိန့်ကြားခဲ့ပါတယ်။အခွင့်အရေးမရှိတာနဲ့အခြေအနေဆိုးတာတွေကလူတစ်ယောက်ကိုပြုပြင်ပြောင်းလဲလို့မရတော့ဘူးလို့မဆိုလိုကြောင်းရှင်းပြခဲ့ပါတယ်။ဒီစကားလုံးတွေကဂျိမ်းစ်ကိုမျှော်လင့်ချက်နဲ့ဘဝရည်မှန်းချက်အသစ်တွေပေးစွမ်းလိုက်ပါတယ်။စိတ်လှုပ်ရှားအကျိုးသွားရတဲ့ဂျိမ်းဟာသူ့ရဲ့ခံဝန်ဆက်ကူတွေကိုစုပ်ဖြဲပစ်လိုက်ပြီးရာဇဝတ်မှုလောကထဲဘယ်တော့မှပြန်မဝင်တော့ဘူးလို့မိမိကိုယ်ကိုဂတိတစ္ဆာပြလိုက်ပါတော့တယ်။နှစ်ပေါင်းများစွာကုန်လွန်သွားတဲ့အခါမှာတော့မယုံနိုင်စရာအပြောင်းအလဲကြီးဖြစ်ပေါ်လာခဲ့ပါတယ်။ဂျိမ်းစ်ဟာစူးစမ်းအထောက်မှုကြောင့်အောင်မြင်တဲ့စက်ရုံပိုင်ရှင်တဦးဖြစ်လာခဲ့ပြီးမြို့မိမြို့ဖလူကုန်ထန်တဦးဖြစ်လာခဲ့ပါတယ်။သူဟာအလုပ်သမားပေါင်းများစွာကိုအလုပ်ကိုင်တွေဖန်တီးပေးပြီးမျှတတဲ့လုပ်ခလစာတွေကိုပေးခဲ့ပါတယ်။သူ့ရဲ့အလုပ်သမားတွေထဲမှာဖန်တင်းလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။သူမဟာအိမ်အောင်မရှိဘဲကလေးတစ်ယောက်ရထားတာကြောင့်ဦးလေးဖြစ်သူနဲ့အတူနေထိုင်နေရသူပါအဲ့ဒီခေတ်ကာလကအိမ်အောင်မရှိဘဲကလေးရတာကိုလူမှုပတ်ဝန်းကျင်ကအရှက်တကွဲကိစ္စကြီးတစ်ခုလိုသတ်မှတ်ကြပါတယ်ဒီအမှန်တရားကိုတခြားအလုပ်သမားတွေသိသွားတဲ့အခါဖန်တင်းကိုဝိုင်းဝန်းနှိမ်ချနှိပ်စက်ကြပါတော့တယ်လူတွေရဲ့အမြဲတမ်းကဲ့ရဲ့ရှုံချမှုတွေကြောင့်ဖန်တင်းခများရင်ကွဲမတက်ခံစားရပြီးလူတော်မတိုးနိုင်ဖြစ်ခဲ့ရပါတယ်ဒီအတော်အတွင်းမှာပဲအလုတ်ပြောင်းရွှေ့လာတဲ့ထောင်ဝါရာဟောင်းကြီးဟာမြို့ထဲကိုရောက်ရှိလာပါတယ်သူ့ရဲ့တကယ်ရည်ရွယ်ချက်ကဂျိမ်းစ်နဲ့တွေ့ဖို့ပါဂျိမ်းစ်ဟာထောင်ဝါရာကြီးကိုမြင်လိုက်ရတဲ့ခဏမှာပဲကြောက်စိတ်တွေလွှမ်းမိုးသွားပါတယ်ငါဘဝကိုချုပ်ကန်ခဲ့ဘူးတဲ့ထောင်ဝါရာကြီးဟာငါပင်ပန်းခံရုံထွက်ခဲ့ရတဲ့ငရဲခန်းထဲကိုပြန်ဆွဲသွင်းဖို့ရောက်လာတာလားလို့တွေးပြီးစိုးရိမ်စိတ်ပွားမိပါတယ်ဂျိမ်းစ်ဟာထောင်ဝါရာကိုတွားရောက်တွေ့ဆုံဖို့ချက်ချင်းထွက်ခွာခဲ့ပြီးစက်ရုံတာဝန်တွေကိုမန်နေဂျာတယောက်ထံလွှဲအပ်ကအလုပ်သမားတွေကိုတေချာစောင့်ရှောက်ဖို့မှာကြားခဲ့ပါတယ်ဒါပေမဲ့ဂျိမ်းစ်မသိလိုက်တာကအဲ့ဒီမန်နေဂျာဟာဖန်တင်းအပေါ်မယိုးသားတဲ့စိတ်ကူးတွေရှိနေတာပါဂျိမ်းစ်မရှိတဲ့အချိန်မှာမန်နေဂျာဟာဖန်တင်းကိုလူရှိသူရှိနှောက်ယှက်စော်ကားပြီးအခွင့်ကောင်းယူဖို့ကြိုးစားပါတော့တယ်ဖန်တင်းဟာအိမ်အောင်မရှိပဲကလေးရှိနေသူမို့ပတ်ဝန်းကျင်ကအပယ်ခံအဖြစ်သတ်မှတ်ပြီးသူကြိုက်တယ်လို့လုပ်လို့ရတယ်လို့ယူဆထားတာပါ
ဖန်တင်းဟာအစပိုင်းမှာတီးခံခဲ့ပေမဲ့နောက်ဆုံးမှာတော့စိတ်မထိန်နိုင်ပဲမန်နေဂျာရဲ့ပါးကိုဖျက်ရိုက်လိုက်ပါတယ်ဒေါသထွက်ပြီးအရှက်ရသွားတဲ့မန်နေဂျာကဖန်တင်းကိုစက်ရုံကနေချက်ချင်းအလုပ်ထုတ်ပြီးမောင်းချလိုက်ပါတော့တယ်အလုပ်လည်းမရှိဝင်ငွေလည်းမရှိတော့တဲ့အတွက်ဖန်တင်းဟာမိမိကိုနဲ့သမီးလေးကိုကျွေးမွေးဆောင်ရှောက်ဖို့တခုတည်းသောလမ်းစာပျောက်ဆုံးသွားခဲ့ရပါတယ်တစ်ဖက်မှာလည်းဂျိမ်းစ်ဟာထောင်ဝါဒါနဲ့စကားပြောနေရတာကြောင့်ဒီအကြောင်းတွေကိုဘာမှမသိရှာပါဘူးထောင်ဝါဒါဟာဂျိမ်းစ်ကိုစုံစမ်းစစ်ဆေးဖို့တက်လာတာဖြစ်ပေမဲ့ထောင်ထဲကလူနဲ့အခုဂျိမ်းစ်ရဲ့ရုပ်ရည်ကလုံးဝကွာခြားနေတာကြောင့်ဝေခွဲမရဖြစ်နေပါတယ်နှစ်တွေကြာလာတာနဲ့အမျှဂျိမ်းစ်ကအများလေးစားရတဲ့စီးပွားရေးသမားတဦးဖြစ်နေပြီမို့မှတ်မိဖို့ခက်ခဲနေတာပါသူတို့စကားပြောနေတော့မှပဲအပြင်ကနေအော်ဟစ်တန်တွေကြားလိုက်ရပါတယ်ဂျိမ်းစ်အမြန်ပြေးကြည့်လိုက်တဲ့အခါသူ့ရဲ့အလုပ်သမားတစ်ယောက်ဟာလေးလံနဲ့လှဲပြီးအောက်မှာညက်နေတာကိုတွေ့ရပါတယ်။အဲ့ဒီလူဟာနာကျင်လွန်းလို့အော်ဟစ်အကူအညီတောင်းနေတာပါ။ဂျိမ်းဟာသူ့အလုပ်သမားအပေါ်ငဲ့ညာတဲ့စိတ်နဲ့ချက်ချင်းပဲအဲ့ဒီလက်ကြီးကိုကိုယ်တိုင်မှမတင်ပြီးလူနာကိုကယ်တင်ပေးခဲ့ပါတယ်။ဒီလိုထူးခြားလာတဲ့ခွန်အားကိုမြင်လိုက်ရတဲ့ထောင်ဝါဒါကြီးဟာအံ့ဩမြင်သက်သွားပါတယ်။ဂျိမ်းရဲ့တမန်ပုံကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကထောင်ထဲကအကျဉ်းသားကိုကွက်တီတရိယာစေလိုပါအဲ့ဒီအချိန်မှာဒီလုပ်ငန်းရှင်ကြီးဟာအကျဉ်းသားဂျိမ်းဖြစ်ကြောင်းသူအသေးချာနီးပါတန်တရားဝင်သွားခဲ့ပေမဲ့ခိုင်လုံတဲ့တက်သေးမရှိလို့ဘာမှမလုပ်နိုင်သေးပါဘူးဒါတောင်မှဂျိမ်းဟာခံဝင်စည်းကမ်းဖောက်ဖျက်လို့အပြစ်ပေးခံရတဲ့နယ်လို့ယူဆပြီးအပြစ်ရှာဖို့စိတ်ပိုင်းဖြတ်ထားစေပါတစ်ဖက်မှာတော့ဖန်တင်းရဲ့ဘဝဟာတဖြည်းဖြည်းခြောက်ထဲကျသလိုဖြစ်လာပါတယ်အလုတ်ပြုတ်ပြီးနောက်ပိုင်းအိမ်အောင်မရှိပဲကလေးရတဲ့တည်င်းကပြက်နေတာမို့ဘသူကမှအလုံးမခံကြတော့ပါဘူးသမီးလေးကိုတယောက်တည်းကျွေးမွေးနေရတာမို့ဝင်ငွေမရှိတာဟာအဓိကကပ်ပေးကြီးဖြစ်လာပါတယ်အသက်ရှင်တန်ရေးအတွက်နေရအနှံ့လှဲ့လေတောင်းရမ်းခဲ့ပေမဲ့ဘသူမှမကူညီကြပါဘူးနောက်ဆုံးမှာတော့သူမဘယ်တော့မှမတွေးဝန်းတဲ့ဆုံးဖြတ်ချက်တွေကိုချခဲ့ရပါတယ်အဲ့ဒီခေတ်ကလူဆန်ပင်ဟာတန်ဖိုးရှိတာမို့သမီးလေးအတွက်ငွေရဖို့သူမရဲ့လှပတဲ့ဆန်ရွယ်တွေကိုဖျက်တောက်ရောင်းချခဲ့ပါတယ်ဒါတင်လဲမလောက်ငှတဲ့အတွက်သမီးလေးအသက်ရှင်ဖို့အရေးနာကျင်စရာကောင်းပြီးတိတ်ခါကြစရာအလုပ်တွေကိုပါလုပ်ကင်ခဲ့ရပါတယ်တစ်ချိန်ကတည်ငြိမ်ပြီးတိတ်ခါရှိခဲ့တဲ့သူမရဲ့ဘဝဟာတညရင်းချင်းဆင်းရဲမွဲတေမှု၆ထဲကိုပြုတ်ကျသွားခဲ့ရရှာပါတယ်တညမှာတော့ချမ်းသာတဲ့လူတစ်ယောက်ကဖန်တင်းကိုအနိုင်ကျင့်စော်ကားဖို့ကြိုးစားပါတယ်ဖန်တင်းကအသေးအတန်ရုန်းကန်တားဆီးပေမဲ့အဲ့ဒီလူကအကြမ်းဖက်ပြီးဒဏ်ရာရအောင်လုပ်ခဲ့ပါတယ်သူတို့ရဲ့ရုံးရင်းဆန်ခတ်ဖြစ်ပွားမှုဟာလမ်းလေခေါင်မှာကမောက်ကမတွေဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာထောင်ဝါဒါနဲ့ရဲတပ်ဖွဲ့ဝင်တွေဖြတ်သွားရင်သူတို့နှစ်ဦးကိုလူစုခွဲလိုက်ပါတယ်ဘာဖြစ်တာလဲလို့မေးမြန်းတဲ့အခါချမ်းသာတဲ့လူကဖန်တင်းကသူ့ကိုအကြောင်းမဲ့လာတိုက်ခိုက်တာပါဆိုပြီးလိန်ညာထွက်ဆိုပါတယ်သူကငွေကြေးနဲ့ဂုဏ်တက်ရှိသူမှုထောင်ဝါဒါကသူ့စကားကိုပဲယုံကြည်သွားပါတယ်တနာစရာဖန်တင်းကတော့အဲ့ဒီလူကမိမိကိုအထမပြုခြင်းမှုစူးစမ်းလို့ခုခံကာကွယ်ယုံတက်ပါလို့ဘလို့ပဲရှင်းပြထောင်ဝါဒါကတော့ချမ်းသာတဲ့သူဘက်ကပဲရက်တီပြီးဖန်တင်းကိုဖမ်းဆီးဖို့အမိန့်ပေးလိုက်ပါတော့တယ်ဖန်တင်းခတ်များအပြစ်မရှိပဲထောင်ထဲရောက်ရတော့မှာပါသူမဟာမျက်ရည်ဆက်လက်နဲ့သမီးလေးမှာစောက်ရှောက်မဲ့သူမရှိတော့လို့ပါသမီးလေးကိုဘသူကျွေးမလဲဘသူကာကွယ်ပေးမလဲဆိုပြီးငိုယိုအတနာခံနေတော့ဂျိမ်းစ်ချက်ချင်းရောက်ရှိလာပါတယ်ဂျိမ်းဟာဖန်တင်းကိုမြင်ချင်းသူ့စက်ယုံကအလုသမားမှန်မှတ်မိသွားပေမဲ့အခုလိုဘဝပြက်နေတာကိုမြင်တော့အံ့ဩစိတ်မကောင်းဖြစ်သွားရပါတယ်ဖန်တင်းကစက်ယုံမန်နေဂျာရဲ့မဟုတ်မမှန်ဆွဆွဲချက်ကြောင့်အလုပ်ပြုတ်ခဲ့ရပြီးကတည်းကအသက်ရှင်ဖို့ရုန်းကန်ခဲ့ရပုံတွေကိုရင်ဖွင့်ပြပါတယ်။အမှန်တရားကိုသိလိုက်ရတဲ့ဂျိမ်းဟာအပြစ်ရှိတယ်လို့ခံစားလိုက်ရပါတယ်။မိမိရဲ့အလုပ်သမားတွေအပေါ်နှွေးထွေးခဲ့ပေမဲ့မိမိမျက်ကွယ်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုမသိခဲ့မိလို့ပါ။ဂျိမ်းဟာထောင်ဝါရာကိုဖန်တင်းမှာအပြစ်မရှိကြောင်းပြောဆိုပြီးစေကူတာမှုခံယူနိုင်ဖို့စေယုံကိုကိုယ်တိုင်ပို့ဆောင်ပေးခဲ့ပါတယ်။ဖန်တင်းဟာလာပေါင်းများစွာဆင်းရဲဒုက္ခဒဏ်တွေကြောင့်အာဟာရချို့တဲ့ပြီးအင်မတန်အားအင်ကြီးနဲ့နေရှာပါပြီ။နောက်ပိုင်းမှာတော့ထောင်ဝါရာဟာဂျိမ်းစီလာပြီးသူအထင်မှားခဲ့ကြောင်းဝန်ခံပါတယ်။အရင်ကဂျိမ်းကိုထောင်ပြေးတစ်ယောက်ဖြစ်တန်တရားဝင်ခဲ့ပေမဲ့ရုံးစာရွက်စာတမ်းတွေအရအဲ့ဒီထောင်ပြေးကိုဖမ်းမိသွားပြီလို့ပြောပါတယ်။လောလောဆယ်မှာတော့ဂျိမ်းရဲ့အပေါ်တန်တရားတွေကင်းရှင်းသွားခဲ့ပါပြီ။ဒါပေမဲ့ဂျိမ်းဟာစိတ်သက်သာရမယ့်အစားစိတ်မကောင်းဖြစ်သွားရပါတယ်။မိမိကိုယ်စားအပြစ်မရှိတဲ့လူတစ်ယောက်ဖမ်းခံရပြီးပြစ်ဒဏ်ကြခံနေရပြီဆိုတာသဘောပေါက်သွားလို့ပါ။ဒီမတရားမှုကိုကြည့်မနေနိုင်တဲ့ဂျိမ်းဟာတရားရုံးကိုတိုက်ရိုက်သွားပြီးအမှန်အတိုင်းဝန်ခံလိုက်ပါတော့တယ်။မိမိဟာတကယ်ထောင်ပြေးဖြစ်ပြီးအခုဖမ်းထားတဲ့လူကအပြစ်မရှိကြောင်းလူသိရှင်ကြားကြေညာခဲ့ပါတယ်။ဒါပေမဲ့တရားသူကြီးတွေနဲ့အရာရှိတွေကဂျိမ်းကိုအောင်မြင်ပြီးဂုဏ်တရားရှိတဲ့လူတစ်ယောက်ဖြစ်ပဲမြင်နေတာမို့စိတ်နှောက်နေတာဒါမှမဟုတ်စိတ်မမဟန်နာဖြစ်လိမ့်မယ်လို့ယူဆပြီးသူ့ရဲ့ထွက်ဆိုချက်ကိုပယ်ချကာပြန်လွှတ်လိုက်ပါတယ်။
မိမိကြောင့်တခြားလူတစ်ယောက်ဒုက္ခရောက်နေရတဲ့အသည့်နဲ့စိတ်မကောင်းဖြစ်ရတဲ့ဂျိမ်းဟာဆေးရုံကိုပြန်လာခဲ့ပါတယ်။အဲ့ဒီမှာဖန်တင်းရဲ့အခြေအနေကအတော်လေးဆိုးဝါးနေပြီးတေးရန်ဆဲဆဲအခြေအနေမှာသမီးလေးရဲ့အမိကိုပဲတဖွာဖွာခေါ်နေရှာပါတယ်။သူမရဲ့တခုလေးသောဆန္ဒကသမီးလေးဘေးကင်းဖို့နဲ့သူမလိုဒုက္ခမျိုးမကြုံရဖို့ပါ။ဂျိမ်းဟာကတင်ပေးမှာရက်ရင်သမီးလေးကိုသမီးအရင်လိုစောက်ရှောက်ပါမယ်လို့လေးလေးနက်နက်ကတိပေးလိုက်ပါတယ်။ဒီစကားကိုကြားရတော့မှဖန်တင်းရဲ့မျက်နှာမှာမျှော်လင့်ချက်အရေးရောင်လေးတွေတန်းလာပြကျေးဇူးတင်တဲ့အကြီးနဲ့အတူပြုံးလျက်ငြိမ်းချမ်းစွာကွယ်လွန်သွားပါတော့တယ်။ဖန်တင်းကွယ်လွန်သွားလို့ဂျိမ်းနှမျောတတဖြစ်နေတော့မှပဲထောင်ဝါရာကြီးရောက်လာပြီးဂျိမ်းဟာအစစ်အမှန်ထောင်ပြေးဖြစ်ကြောင်းအထက်ကအတီးပြုတ်လိုက်ပြီးမှချက်ချင်းထောင်ထဲပြန်လိုက်ခဲ့ဖို့လာရောက်ဖမ်းဆီးပါတယ်။ဂျိမ်းကတေဆုံးသွားတဲ့မိခင်ကိုဂတိပေးခဲ့တာကြောင့်ထောင်ထဲမလိုက်နိုင်ကြောင်းညင်းဆိုပါတယ်။ကလေးကိုစောင့်ရှောက်မဲ့သူမရှိတော့မှကိုဂျိမ်းစိုးရိမ်နေတာပါ။ထောင်ဝါရာကတော့နှစ်ရှည်လများလိုက်လံဖမ်းဆီးခဲ့ရတာမို့လွတ်မပေးနိုင်ပဲအခြေအတင်ဖြစ်ပွားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဂျိမ်းဟာအခွင့်ကောင်းယူပြီးပြတင်းပေါက်ကနေအောက်ကရေကန်ထဲကိုခုန်ချကာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဇလန်းကဖန်တင်းရဲ့သမီးလေးကိုဆက်ခေါဆက်စီကိုရောက်ရှိလာပါတယ်။ကိုဆက်ဟာသူမရဲ့ဦးလေးဖြစ်သူနဲ့နေထိုင်ရတာပါ။အဲ့ဒီဦးလေးဆိုသူကအတကြီးပြီးရက်ဆက်တက်သူဖြစ်ကကလေးမလေးကိုအိမ်စီတယောက်လိုခိုင်းစီယုံတင်မကပဲကြီးလာရင်ရောင်းစားဖို့အထိကြံစီနေသူပါကံကောင်းထောက်မစွာပဲဂျိမ်းဟာနေရာကိုစုံစမ်းသိရှိပြီးရောက်လာခဲ့ပါတယ်။ဂတိအတိုင်းကိုဆက်ကိုကယ်တင်ဖို့ဦးလေးဖြစ်သူကိုငွေအမြောက်များပေးပြီးခေါ်ထုတ်လာခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးကိုဆက်ကိုဂျိမ်းကသမီးရင်းလေးလိုပြုစုပြောထောင်ခဲ့ပါတဲ့နှစ်ပေါင်းများစွာကုန်လွန်ပြီးဇလန်ကပါရီမြို့တော်ကိုပြောင်းလဲရောက်ရှိသွားပါတယ်။ပါရီမြို့ဟာအစိုးရရဲ့မတရားတဲ့မူဝါဒတွေကြောင့်ဆန္ဒပြပွဲတွေနဲ့စူပူဝုံကြွမှုတွေဖြစ်ပေါ်နေတဲ့အချိန်ပေါ့ဆန္ဒပြသူတွေထဲမှာပြုပြင်ပြောင်းလဲရေးအတွက်တိုက်ပွဲဝင်ခြင်းနဲ့တက္ကသိုလ်ကျောင်းသားလူငယ်လေးတွေလည်းပါဝင်ပါတယ်။တရက်မှာတော့ကျောင်းသားခေါင်းဆောင်မာရီယက်စ်ကဟောပြောပွဲလုပ်နေတော့လူအုပ်ထဲကလှပတဲ့မိန်းကလေးတစ်ယောက်ကိုသတိပြုမိသွားပါတယ်။သူမကတော့ဂျိမ်းရဲ့စောင့်ရှောက်မှုအောက်မှာအရွယ်ရောက်လာတဲ့ကိုဆက်ပါပဲ။မာရီယက်ဟာသူမကိုမြင်မြင်ချင်းဆွဲလန်းသွားပြီးမိတ်ဆက်ဖို့ကြိုးစားပေမဲ့ဂျိမ်းကကိုဆက်ကိုလူအုပ်ထဲကနေအမြန်ခေါ်ထုတ်သွားတာကြောင့်လွဲချော်ခဲ့ရပါတယ်။ဒီအတောအတွင်းကိုဆက်ရဲ့ဦးလေးနဲ့မိသားစုဟာဂျိမ်းစီကနေငွေထက်ညစ်ဖို့ပြန်ပေါ်လာပါတယ်။သူကကိုဆက်ကိုပြန်ပေးဖို့အထိတောင်းဆိုလာတာပါ။တစ်ဖက်မှာလည်းဆန္ဒပြပွဲတွေကိုနှိမ်နင်းဖို့ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီးအဲ့ဒီအထဲမှာဂျိမ်းကိုနှစ်ပေါင်းများစွာလိုက်ရှာနေတဲ့ထောင်ဝါရာကြီးလည်းပါဝင်လာပါတယ်။ဂျိမ်းဟာထောင်ဝါရာကိုမြင်တာနဲ့ကိုဆက်ကိုခေါ်ပြီးထွက်ပြေးပုန်းရှောင်ခဲ့ပါတယ်။နောက်ပိုင်းမှာထောင်ဝါရာကကိုဆက်ရဲ့ဦးလေးနဲ့တွေ့တဲ့အခါဦးလေးဖြစ်သူကသူ့သမီးလေးကိုအနေရရှိတဲ့လူတစ်ယောက်ကပြန်ပေးဆွဲသွားပါတယ်ဆိုပြီးမူသားသုံးထွက်ဆိုပါတယ်။ထောင်ဝါရာကလည်းအဲ့ဒီစကားကိုယုံကြည်ပြီးတရားခံကိုမိအောင်ဖမ်းပေးမယ်လို့ကတိပေးခဲ့ပါတယ်။တစ်ဖက်မှာတော့တော်လန်ရေးចောင်းသားတွေဟာသူတို့ချစ်မြတ်နိုးတဲ့ဗိုလ်ချုပ်ကြီးကွယ်လွန်သွားတဲ့သတင်းကြောင့်ဝမ်းနည်းပူဆွေးနေကြပါတယ်။ဒါပေမဲ့ရှေ့ဆက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။မာရီယက်ကတော့ကိုဆက်ကိုပဲစိတ်ဆွဲလန်းနေပြီးသူ့တငယ်ချင်းဒိုင်ယာနာကိုကိုဆက်ရဲ့လိပ်စာကိုစုံစမ်းခိုင်းပါတယ်။ဒိုင်ယာနာကလိပ်စာကိုရှာဖွေတွေ့ရှိပြီးမာရီယက်ကိုပြောပြလိုက်တဲ့အခါမာရီယက်ကအလွန်ဝမ်းသာသွားပြီးဖူးဆဆုံးဖို့စီစဉ်ပါတော့တယ်။တကယ်တော့ကိုဆက်ဟာဒိုင်ယာနာရဲ့ဝမ်းကွဲညီမဖြစ်နေတာကိုဒိုင်ယာနာကိုတိုင်လည်းမသိရှာပါဘူး။ကိုဆက်ကလည်းမာရီယက်ကိုသဘောကျမိကြောင်းဂျိမ်းကိုဖွင့်ပြောပါတယ်။ဂျိမ်းကတော့သူတို့ဘဝတွေကအန္တရာယ်ဝိုင်းနေတာမို့ချစ်မှုရေးရာတွေနဲ့အခြေအနေကိုပိုပြီးမရှုပ်ထွေးစေချင်ပါဘူး။ဒါပေမဲ့ကိုဆက်ကတော့မာရီယက်ကိုအချစ်ကြီးချစ်မိသွားပါပြီ။မာရီယက်ကသူမရဲ့အိမ်သားအထိလာရောက်ပြီးအချစ်ကိုဖွင့်ပြောခဲ့ရမှာကိုဆက်ကလည်းလက်ခံခဲ့ပါတယ်။ဒါကိုကွယ်ရာကနေဒိုင်ယာနာကြားသွားခဲ့ပါတယ်။တကယ်တော့ဒိုင်ယာနာဟာမာရီယက်ကိုတိတ်တခိုးချစ်နေခဲ့ရသူမို့အသေးကွဲပြီးတိတ်တဆိတ်ငိုကြွေးခဲ့ရပါတယ်။မာရီယက်ပြန်သွားပြီးနောက်ဒိုင်ယာနာဟာရဲတပ်ဖွဲ့ဝင်တွေထောင်ဝါရာတွေနဲ့အတူလာနေတဲ့သူမရဲ့ဖခင်ကိုတွေ့လိုက်ရပါတယ်။သူတို့ဟာဂျိမ်းကိုဖမ်းဖို့လာနေကြတာပါ။ဒိုင်ယာနာဟာသူမရဲ့ဝမ်းကွဲညီမလေးဒုက္ခရောက်မှဆိုးတာကြောင့်ဖခင်ဖြစ်သူကိုတားဆီးပေမဲ့မရတဲ့အဆုံးဂျိမ်းနဲ့ကိုဆက်တို့ကြားအောင်အကျယ်ကြီးအော်ဟစ်တတိပေးလိုက်ပါတော့တယ်။အန်နီရဲ့ရောက်တော့မှာကိုတီးလိုက်တဲ့ဂျိမ်းဟာပစ္စည်းတွေကိုအမြန်ထုတ်ပိုးပြီးအင်္ဂလန်နိုင်ငံကိုထွက်ပြေးဖို့ကိုဆက်ကိုခေါ်ဆောင်သွားပါတယ်။မထွက်ခွာခင်မှာကိုဆက်ကမာရီယက်စီကိုရင်ဖွင့်စာတစ်စောင်ရေးသားပြီးပေးပို့ဒိုင်ယာနာကိုအနံခဲ့ပါတယ်။ဒိုင်ယာနာခမရတော့မာရီယက်နဲ့ဘယ်တော့မှစုံစည်းခွင့်မရတော့ဘူးဆိုတာသိပြီးဝမ်းနဲ့ကြံရစ်ခဲ့ရပါတယ်။
ဗိုလ်ချုပ်ကြီးရဲ့ဇာပနအခမ်းအနားဟာအစိုးရကိုဆန့်ကျင်တဲ့အုံကြွမှုကြီးဖြစ်လာပြီးမာရီယက်နဲ့ကျောင်းသားတွေလည်းပါဝင်ဆင်နွှဲကြပါတယ်။အစိုးရကအုံကြွမှုကိုနှိမ်နင်းဖို့ထောင်ဝါရာကိုတာဝန်ပေးလိုက်တဲ့အခါထောင်ဝါရာဟာရုပ်ဖြတ်ပြီးတော်လှန်ရေးသမားတွေထဲလှုပ်ဝက်ဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့ကျောင်းသားတစ်ယောက်ကသူ့ကိုမှတ်မိသွားပြီးဖော်ကောင်လုပ်လိုက်တာကြောင့်ထောင်ဝါရာဟာဖမ်းဆီးခြင်းခံလိုက်ရပါတယ်။အဲ့ဒီနောက်အစိုးရစစ်တပ်နဲ့တော်လှန်ရေးသမားတွေကြားပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားပြီးတနက်တန်တွေတောညံ့သွားပါတယ်။အဲ့ဒီပြစ်ခတ်မှုကြားထဲမှာဒိုင်ယာနာတနက်မှန်သွားခဲ့ပါတယ်။သူမတေအန်ဆဲမှာမာရီယက်ရောက်လာခဲ့ပြီးဒိုင်ယာနာက60ရဲ့ပေးစာကိုအပ်နှံရင်းမာရီယက်ရဲ့ရင်ခွင်ထဲမှာပဲအသက်ပြောက်သွားခဲ့ရှာပါတယ်။စာကိုဖတ်လိုက်ရတဲ့မာရီယက်ဟာ60ကိုပြန်ရှာဖို့စိတ်ပိုင်းဖြတ်ပြီးသူကိုယ်တိုင်လည်းစာတစ်စောင်ပြန်ရေးကတမန်တယောက်နဲ့ပို့လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီစာကလမ်းမှာဂျိမ်းစ်ရဲ့လက်ထဲကိုရောက်သွားခဲ့ပါတယ်။စာကိုဖတ်ပြီးဂျိမ်းစ်ဟာမာရီယက်ဟာလူကောင်းတစ်ယောက်ဖြစ်ပြီးသူ့သမီးလေးကိုတကယ်ချစ်မှန်းသိသွားပါတယ်။ဒါပေမဲ့ပါရီကတိုက်ပွဲတွေကအင်မတန်အန္တရာယ်များနေတာမို့သမီးလေးရဲ့အနာဂတ်အတွက်မာရီယက်ကိုကယ်တင်ဖို့ဆုံးဖြတ်ပြီးရဲရရှိအဖြစ်ရုပ်ဖြတ်ကတိုက်ပွဲမြေပြင်စီသွားခဲ့ပါတယ်။တော်လန်ရေးသမားတွေကဂျိမ်းစ်ကိုသူ့ရှို့ထင်တဲ့တပ်ဖို့ပြင်ပေမဲ့ကလေးတစ်ယောက်ကဂျိမ်းစ်ကိုမှတ်မိပြီးတက်တေခံပေးလို့လွတ်မြောက်သွားခဲ့ပါတယ်။အဲ့ဒီနောက်တော်လန်ရေးသမားတွေဖမ်းဆီးထားတဲ့ထောင်ဝါရာကိုတပ်ပစ်ဖို့အငင်းပွားနေကြတော့ဂျိမ်းစ်ကမိမိကိုယ်တိုင်စီရင်ပါမယ်လို့တာဝန်ယူပြီးထောင်ဝါရာကိုတိတ်တဆိတ်ကျူးဖြီကလွှတ်ပေးလိုက်ပါတယ်ပြီးတော့တနက်ကိုကောင်းကင်ပေါ်ပြစ်ဖောက်လိုက်တာကြောင့်ចောင်းသားတွေကထောင်ဝါရာတေးပြီးလို့ထင်သွားကြပါတယ်တိုက်ပွဲတွေပုံမပြင်းထန်လာပြီးမာရီယက်တနက်တန်ရပြင်းထန်စွာရသွားခဲ့ပါတယ်ဂျိမ်းစ်ကမာရီယက်ကိုပိုးချပြီးအစိုးရစစ်တပ်တွေရန်ကလွတ်အောင်မြို့အောက်ခြေညစ်ပတ်လာတဲ့မိလာမြောင်းတွေထဲကနေတဆင့်ကယ်ထုတ်ခဲ့ပါတယ်တိုက်ပွဲအပြီးလမ်းမပေါ်မှာတေဆုံးနေတဲ့ရဲရင်နဲ့ကလေးငယ်လေးကိုမြင်ရတဲ့ထောင်ဝါရာကြီးဟာစိတ်နှလုံးထိခိုက်သွားပြီးဂုဏ်ပြုတဲ့အနေနဲ့သူ့ရဲ့ရဲတစိတ်ကိုကလေးရဲ့အလောင်းပေါ်တင်ပေးခဲ့ပါတယ်အဲ့ဒီနောက်မာရီယက်ရဲ့အလောင်းကိုရှာမတွေ့တာကြောင့်မေလာမြောင်းထဲကနေထွက်ပြေးမှန်းသိပြီးလိုက်လံရှာဖွေခဲ့ပါတယ်။မြောင်းထဲမှာဂျိမ်းစ်ဟာဒဏ်ရာရထားတဲ့မာရီယက်ကိုတဲဆောင်ရင်း61ရဲ့ဦးလေးနဲ့တိုးခဲ့ပါသေးတယ်။အဲ့ဒီဦးလေးကမာရီယက်ရဲ့လက်စွပ်ကိုခိုးယူနေတာပါ။ဂျိမ်းစ်ကထွက်ပေါက်ကိုမေးမြန်းပြီးမြောင်းအပြင်ကိုအရောက်မှာတော့ထောင်ဝါဒါကြီးကတနက်နဲ့အသင့်စောင့်ကြိုနေပါတယ်။နှစ်ပေါင်းများစွာလိုက်ရှာခဲ့ရတဲ့ထောင်ပြေးကိုမိပြီဖြစ်ပေမဲ့ဂျိမ်းစ်ကဒီလူငယ်လေးရဲ့အသက်ကိုကယ်တင်ပေးပါ60ရဲ့အနာဂတ်အတွက်ပါလို့တောင်းပန်တိုးရှိုးခဲ့ပါတယ်ထူးဆန်းစွာပဲထောင်ဝါရာကြီးဟာတနက်ကိုနှိမ့်ချပြီးသူတို့ကိုသွားခွင့်ပြုလိုက်ပါတော့တယ်နှစ်ရှည်လာများတန်ရောစဉ်တွေ့ခဲ့ရတဲ့မုန်းတီးမှုတွေရန်ညိုးတွေနဲ့တွေးချောင်းစီမှုတွေကသူ့ကိုစိတ်ကုံသွားစေခဲ့ပါပြီသူကျူးလွန်ခဲ့တဲ့အမှားတွေနဲ့အပြစ်မဲ့သူတွေတေဆုံးခဲ့ရတဲ့အပေါ်နောက်တရားရှက်ရွံ့ပြီးစိတ်ပြတ်အားငယ်မှုတွေကြောင့်နောက်ဆုံးမှာတော့ထောင်ဝါရာကြီးဟာမိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတော့တယ်။ရက်အနည်းငယ်ကြာပြီးနောက်မာရီယက်ဒန်ယာတွေတက်တာလာတဲ့အခါဂျိမ်းဟာ69မာရီယက်ရဲ့လက်ထဲအနှံပြီးသူတို့ရဲ့အနာဂတ်အတွက်စီစဉ်ပေးကအဝေးကိုတိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်။သူတို့ရဲ့ပျော်ရွှင်မှုကိုမနှောက်ယှက်ခြင်းလိုပါ။မာရီယက်နဲ့60တို့မကြခင်မှာလက်ထပ်ခဲ့ကြပါတယ်။နောက်ပိုင်းမှာမာရီယက်ကသူ့အသက်ကိုကယ်ခဲ့တာဂျိမ်းစ်မန်သိသွားတဲ့အခါ60ရဲ့ဦးလေးစီကတဆင့်ဂျိမ်းရှိရာနေရာကိုလိုက်လံစုံစမ်းခဲ့ပါတယ်။လပေါင်းများစွာကြာပြီးနောက်သူတို့နှစ်ဦးဂျိမ်းကိုရှာဖွေတွေ့ရှိခဲ့ပေမဲ့ဂျိမ်းကတော့တေးအံ့ဆဲအခြေအနေရောက်နေပါပြီ။61ယောက်ငိုကြွေးနေစဉ်မှာပဲဂျိမ်းကသူမအတွက်နောက်ဆုံးစာတစ်စောင်ကိုပေးခဲ့ပြီးအသက်ဝိညာဉ်ချုပ်ငင်းကအေးချမ်းစွာကွယ်လွန်သွားပါတော့တယ်။ဂျိမ်းရဲ့စနစ်တကျစတေးခဲ့မှုတွေကြောင့်61ယောက်သူမရဲ့မိခင်ဖြစ်သူမျှော်လင့်ခဲ့တဲ့ပျော်ရွှင်စရာဘဝလေးကိုပိုင်ဆိုင်ခွင့်ရရှိသွားပါတော့တယ်။